အရင်လောက်တဲ့အချိန်ကဆရာမကျမအိမ်လေးလမ်းလေးမှာထိုင်နေတာအချိန်မှာငရေလောက်တော့ရိုးတွေလည်းကွဲတော့ပထမတော့သတိမရဘူးငါသမီးလေးဆိုပြီးတော့ပြေးတော့ဆရာမရဲ့ကိုခြေထောက်ကိုမြေကြီးနဲ့ခြေထောက်နဲ့ထိမြန်းအောင်မသိဘူးသားမီးနှစ်ယောက်ပေါ့နော်ဘလုံးဝင်းကြီးတော့ရောက်တော့ဆရာမတယောက်ကို10ယောက်တက်နိုင်9ယောက်တက်နိုင်အကလေးတွေဖတ်ထားတာအဲ့ခင်မှာတော့ဆရာမရဲ့မေးကြောက်တယ်တရေနိုးရင်လည်းမေးကြောက်တယ်သမီးကိုဖတ်ပေးအဲ့လိုမျိုးတွေပြောကြတယ်ပြီးလို့ရှိရင်မေးသမီးကဒုံကြောက်တယ်တချို့ကလေးတွေဆိုအကြောင်းထဲမှာမဝင်ရဲတော့သူတို့တော့ဆရာမရဲ့ကလေးဆိုတော့စိတ်ခံစားမှုပေါ့ညနေကြရင်ကိုမတရားကြောက်နေအဖွားကိုအပြောင်းမခံတော့အဲ့ဖြစ်တဲ့နေ့ကလည်းအဖွားရင်ဝင်ထဲမှာအကုန်လုံးအဖွားအနေနဲ့ကကလေးတွေစိတ်ချမ်းသာရင်အဖွားလည်းစိတ်ချမ်းသာတာပဲနော်ကလေးတွေစိတ်ဖိပြီးမှပူတာအဖွားတော်မှဒုံကြီးကြောက်နေတာသူတို့ဆိုတာတော့မပြောနဲ့တော့ဘုံသမီးရယ်နော်အခုဒီငလျင်တန်းချောင်းပေါ့နော်ငလျင်ပြီးသွားတဲ့ခါမှာဆိုလို့ရှိရင်ကလေးတွေမှာစိတ်ဖိစီးမှုများစွာကြုံတွေ့ရတာကိုကျွန်တော်တို့သိရတယ်ပေါ့နော်ရှင်ကလေးတွေမကဘူးဒီကလေးတွေအုပ်ထင်းသူတွေမိဘတွေကိုနိုင်ကကိုဒီငလျင်တန်းချောင်းမလို့စောက်တီရမရပေါ့နော်ချို့ဆိုလို့ရှင်လည်းဒီစိတ်ဖိစီးမှုတွေကြုံတွေ့နေရတွေ့ရပါတယ်ဆိုတော့ဒီနေ့ပေါ့နော်ကျမတို့ဒီကလေးပျော်နေရာလေးကိုကျမတို့မိဖက်အဖွဲ့အစည်းတစ်ခုနဲ့စတင်ပြီးတော့ဒီမှာဖွင့်လှစ်နိုင်ခဲ့တယ်ပေါ့နော်ဒီကလေးတွေရဲ့ပုံမှန်လှုပ်ရှားမှုလေးကိုပြန်ပြီးတော့အားပေးတဲ့အနေနဲ့ပေါ့နော်ပြန်လဲစောက်တည်ဖို့အတွက်ကြောင့်မလို့ဒီမှာကျမတို့ကလေးပျော်နေရာတွေမှာကလေးတွေကိုဒီစိတ်ပေါ့ပါလန်းဆန်းစေတဲ့ပေါ့နော်ကစားနည်းလေးတွေနဲ့ကျမတို့ပေးကစားတယ်နောက်ပြီးတော့ကလေးတွေကိုဒီစိတ်ဖိစီးမှုဖြစ်လာလို့ရှိရင်ဘယ်လိုဖြေလျှော့ရမလဲဆိုတော့ဖြေလျော့နီးလန်းလေးတွေပါပေါ့နော်ဒါတွေကိုလည်းကျမတို့ကလေးတွေနဲ့အတူတူတက်ကြွစွာနဲ့ပေါ့နော်ပျော်ရွှင်တဲ့ပုံစံလေးတွေနဲ့ကျမတို့ဆောင်ရွက်ပေးနိုင်ပါတယ်ရှင်